Hello ဒီနေ့မှာတော့ချက်ကချင်ချဲလေးချက်ပြမှာဖြစ်ပါတယ်ရှင်။ပါဝရဲပစ္စည်းတွေကတော့ရှက်နနန်းဖဖဲရွက်ပင်စိမ်းရဲ့နပင်ဂျင်းချက်သွန်ဖြူငရုတ်သီးတို့ဖြစ်ပါတယ်ရှင်။ပါဝရဲပစ္စည်းတွေကိုချက်သားနဲ့နှထမ်းပါမယ်ရှင်။ဒါလေးကတော့မြက်ချစ်6ပါရှင်။မကြီးရေစားအချုံမုတ်မဆလာရဲ့အယောင်တင်မောတို့ဖြစ်ပါတယ်ရှင်။ပါဝရဲပစ္စည်းတွေကိုအသားထဲစိတ်ဝေအောင်နှထားပါမယ်ရှင်။ပြီးလို့ရှိရင်မြေအေးလေးနဲ့အသားတွေကိုလုံးပေးပါမယ်ရှင်။အသားတွေမြုပ်ပြီးထိရေထည့်ထားပါမယ်ရှင်။ပြီးလို့ရှိရင်အပုတ်ပုတ်ပေးပါမယ်ရှင်။7မိနစ်15မိနစ်လောက်ချက်ထားပေးပါရှင်။7မိနစ်15မိနစ်ပြီးလို့ရှိရင်ချက်သားလေးတွေနူးအီးပြီးတော့အရန်စားလို့ကောင်းတဲ့ချင်းငယ်ဆက်ချက်ကချင်ချက်လေးရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်